ရုတ်နိုင်ငံမှာရေကာတာဘယ်နှခုရှိသလဲ2020ခုနှစ်ကတရုတ်အစိုးရရဲ့တရားဝင်ဒေတာအရနိုင်ငံတော်မှာရေကာတာ98,566 ခုရှိတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့9နှစ်ကြာမှာဒီနှစ်ရဲ့နှစ်ချင်းစည်းဝေးတွေမှာတရုတ်နိုင်ငံရဲ့ရေရင်းမြစ်ဝင်ကြီးကရေကာတာရေတွက်ဟာ94,889 ခုအထိကျဆင်းသွားတယ်လို့ပြောကြားခဲ့ပါတယ်။ဆိုလိုတာက9နှစ်အတွင်းရေကာတာ3,698 ခုပျောက်ကွယ်သွားခဲ့ပါတယ်။1983ခုနှစ်တုန်းကတရုတ်နိုင်ငံမှာရေလောင်တမန်ပေါင်း1,900,000 ခန့်ရှိခဲ့ပြီးအရင်ကထက်ပိုများခဲ့ပါတယ်။ဒါပေမဲ့ဒီရေကာတာတွေရဲ့ကံကြမ္မာကမရှင်းလင်းပါဘူး။ဒီရေကာတာတွေဘာကြောင့်ဘလို့ပျောက်ကွယ်သွားတယ်ဆိုတာလူသိရှင်ကြားမပြောပြခဲ့ပါဘူး။ပြိုကျလို့ပဲဖြစ်ဖြစ်ဖြတ်သိမ်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ပြုပြင်ထိမ့်သိမ့်မှုမရှိလို့ပဲဖြစ်ဖြစ်ဒီဆုံးရှုံးမှုကိုလက်ခံထားပုံရပါတယ်။ထူးဆန်းသွားပဲ2024ခုနှစ်ဩဂုတ်လမှာတရုတ်နိုင်ငံရဲ့နိုင်ငံတော်ကောင်စီကရှီကျင့်ဖျင်ရဲ့ညွှန်ကြားချက်တွေကိုထုတ်ပြန်ခဲ့ပြီးတရုတ်နိုင်ငံမှာရေလောင်တမန်တွေအများကြီးများလွန်းနေပြီးအန်ဒီရများတဲ့ရေကာတာတွေအများပြားရှိနေတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်တွေကရေကာတာစနစ်ဟာနိုင်ငံတော်လုံခြုံရေးအတွက်အန်ဒီရဖြစ်စေတယ်လို့ပထမဆုံးဝန်ခံခဲ့တာပါ။ဒီထုတ်ပြန်ချက်တွေကရှေ့လျားစွာဖုံးကွယ်ထားခဲ့တဲ့ပြဿနာတစ်ခုကိုမီးမောင်းထိုးပြခဲ့ပါတယ်။ရေကာတာတွေဟာရိုးရှင်းစွာပျောက်ကွယ်သွားတာမဟုတ်ပါဘူး။သူတို့ဟာလာမယ့်ပျက်စီးမှုကိုကာကွယ်ဖို့တမင်ဖယ်ရှားခံရတာပါ။ကြံရှိနေတဲ့ရေကာတာတွေဟာလည်းအလားတူကံကြမ္မာနဲ့ရင်ဆိုင်ရနိုင်ပြီးဒါဟာတရုတ်ကွန်မြူနစ်ပါတီကလူသိရှင်ကြားဝန်ခံဖို့တွန့်ဆုတ်နေတဲ့အရာတစ်ခုပါ။ဒါကြောင့်ရုတ်တရက်ဖြစ်ပေါ်လာတဲ့ရေကြီးမှုတွေဟာတဘာဝဘေးအန္တရာယ်တွေတသက်မဟုတ်ပါဘူး။သူတို့ဟာစနစ်တကျလူသားအမှားတွေလိမ်ညာမှုတွေဘျူရိုကရေစီရဲ့ရှောင်ရှားမှုနဲ့အာဏာပိုင်တွေရဲ့တမင်ဖုံးကွယ်မှုတွေကြောင့်ဖြစ်ပေါ်လာတာပါ။လက်ရှိနေတဲ့ရေကာတာအများပြားဟာအန္တရာယ်မြင့်မားတယ်လို့အဆင့်သတ်မှတ်ထားပြီးဖိအားအောက်မှာဘယ်ချိန်မဆိုပျက်စီးနိုင်ပါတယ်။ရေကာတာအောက်ပိုင်းမှာရှိတဲ့ရပ်ရွာတွေဟာသတိပေးချက်တောင်မရရှိပဲနစ်မြုပ်ခံရနိုင်ပါတယ်။မကြာသေးမီကဖြစ်ရပ်တွေကဒီအန္တရာယ်ကိုမီးမောင်းထိုးပြထားပါတယ်။ဧပြီလ19ရက်နေ့တကောင်ကျော်အချိန်မှာဂူဇိုးပြည်နယ်ဇွန်ရီမြို့မှာရှိတဲ့လာဘာမြို့မှာမမျှော်လင့်ထားတဲ့ရေကြီးမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။လမ်းတွေဟာမြစ်တွေဖြစ်ပြောင်းလဲသွားပြီးအိမ်တွေမျောပါသွားတာကားတွေလည်းရေစီးနဲ့ပါသွားခဲ့ပါတယ်။ဒေသခံတွေဟာညတကောင်မှာနိုးထလာပြီးခါးနယ်ထိရောက်တဲ့ရေထဲမှာခြေပလာနဲ့ထွက်ပြေးခဲ့ရပါတယ်။အဲဒီမှာမိုးတဲထန်စွာရွာသွန်းတာမျိုးမရှိခဲ့သလိုဒေသခံတွေရဲ့ဖုန်းတွေစီအရေးပေါ်သတိပေးချက်တွေလည်းမပို့ခဲ့ပါဘူး။လူမှုကွန်ရက်မှာတင်ခဲ့တဲ့ပေါက်ကြားလာတဲ့ဗီဒီယိုတစ်ခုကနေတဆင့်အမှန်တရားထွက်ပေါ်လာခဲ့ပါတယ်။ဒီဗီဒီယိုမှာအနီးနားကရေလောင်တမန်တစ်ခုကတိတ်တဆိတ်ရေထုတ်လွှတ်နေတာကိုပြသထားပါတယ်။ယနေ့ထိတရားဝင်ရှင်းပြချက်တစုံတရာမပေးထားပါဘူး။ဒါဟာဒီနှစ်မှာတရုတ်နိုင်ငံမှာကြိုတင်ကြေညာမထားတဲ့ရေကာတာရေထုတ်လွှတ်မှုဖြစ်ပါတယ်။ရေကိုထုတ်လွှတ်ရင်တော့တာမန်ပြည်သူတွေကအကျိုးဆက်ကိုခံစားရပါတယ်။ဒီရေကာတာတွေဟာဘေးအန္တရာယ်ကာကွယ်ရေးအတွက်တည်ဆောက်မထားပါဘူး။တရုတ်အစိုးရဟာအမျက်စွန်းရဖို့အတွက်သာရှိနေပြီးနောက်ဆုံးမှာသေမင်းတမန်ကိရိယာတွေအဖြစ်ပြောင်းလဲသွားပါတယ်။2024ခုနှစ်ဇူလိုင်လ1ရက်နေ့မှာဟူနန်ပြည်နယ်ကဖိန်ဂျီယန်ကောင်တီမှာတမိုင်းမှာမကြုံဘူးတဲ့ရေကြီးမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ကောင်တီတွေကရေလောင်တမန်190တလုံးဟာကြိုတင်သတိပေးချက်မရှိဘဲတပြိုင်နက်တည်းရေထုတ်လွှတ်ခဲ့လို့တညအတွင်းကောင်တီတစ်ခုလုံးရေဘေးဒုက္ခဆုံးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အချိန်စရာကတော့ဒီလိုပါ။မနက်9:00 နာရီမှာဟွမ်ကျန်းတုံရေလောင်တမန်ကရေထုတ်လွှတ်မှုစတင်ခဲ့ပါတယ်။မွန်တဲ့ချိန်မှာရေကြီးမှုဟာချန်ကျိုးလန်းအထိရောက်ရှိခဲ့ပါတယ်။မွန်လွဲ2နာရီကနေ3နာရီကြားမှာကောင်တီတစ်ခုလုံးရေမြုပ်သွားခဲ့ပါတယ်။သတိပေးချက်တွေမထုတ်ပြန်ခဲ့သလိုဘေးလွတ်ရာရွှေ့ပြောင်းဖို့အမိန့်တွေလည်းမပေးခဲ့ပါဘူး။ရိုးရှင်းတဲ့သတိပေးချက်တစ်ခုတောင်မရှိခဲ့ပါဘူး။ဒါဟာဒီဘေးအန္တရာယ်ရဲ့အကျော်ကြားဆုံးမှတ်တမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒေသခံ96,000 ခန့်ကိုအရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီးစုစုပေါင်းလူ4,36,000 ဟာထိခိုက်ခံစားခဲ့ရပါတယ်။စီးပွားရေးဆုံးရှုံးမှုဟာယွမ်1.5 ဘီလီယံကျော်ထိရှိခဲ့ပြီးဒါဟာကောင်တီရဲ့2နှစ်စာအခွန်ဝင်ငွေနဲ့ညီမျှပါတယ်။တိတ်ဆုံးသူရေတွက်ကိုတရားဝင်ထုတ်ပြန်ခဲ့တာမရှိပါဘူး။ပျောက်ဆုံးသူတွေကြောင့်အွန်လိုင်းမှာတင်ထားတဲ့ post တွေအားလုံးကိုဖျက်ပစ်ခဲ့ပြီးဝိုင်းနေနေတဲ့မိသားစုတွေရဲ့အော်ဟစ်တန်တွေဟာစင်ဆာဖြတ်တောက်မှုရဲ့ algorithm မှာပျောက်ကွယ်သွားခဲ့ပါတယ်။